ကဲကျွန်တော်အားလုံးပဲမင်္ဂလာပါဆလတ်တန်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲကျွန်တော်တွေက pressure handling ဇာတ်လမ်းတွေကိုမှချိန်နေတတ်တဲ့သူတွေလားဒါမှမဟုတ်ကိုယ်တိုင်ဖြေရှာကိုယ်တိုင်စဉ်းစားတာတွေကိုမှအဖြစ်တတ်တဲ့သူတွေလားဒါဆိုရင်တော့အခုဖော်ပြပေးထားတဲ့ဇာတ်လမ်းဆယ်ပုဒ်ကတကယ်ကျွန်တော်တို့အထပ်ဖို့ဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်ဘယ်စကားတွေဖြစ်မလဲဆိုတာကတော့ကျွန်တော်နဲ့အတူတူဗီဒီယိုလေးဆုံးထိကြည့်လိုက်အောင်Number 10 Len Quatermain and the Lost City of Gold 1986 King Solomon Mines ရုပ်ရှင်ရဲ့နောက်ဆက်တွဲဖြစ်ပြီးတော့နာမည်ကျော်ရန်နာတိုက်မုတ်ဆိုကြီးအလန်ကွာတာမင်းရဲ့စွစားခန်းနောက်တစ်ခါဖြစ်ပါတယ်။ဇလန်ရဲ့အစကတော့ဆော်လမွန်တိုက်ကိုရှာတွေ့ခဲ့ပြီးတဲ့နောက်ပိုင်းကွာတာမင်းနဲ့ဂျက်စီတို့ကအာဖရိကမှာဆက်နေခဲ့ပါတယ်။အဲဒီနောက်အမေရိကကိုပြန်ပြီးတော့မင်္ဂလာဆောင်မှုတို့အနှစ်ယောက်သားစီစဉ်ခဲ့ကြတယ်။ဒါမဲ့လည်းကွာတာမင်းရဲ့တင်ငယ်ချင်းဖြစ်တဲ့ဒူမောင်ကကွာတာမင်းစီကိုစိုးဝါတဲ့အနေအထားမျိုးနဲ့ရောက်လာခဲ့ပါတယ်။ဒူမောင်ကပြင်းထန်တဲ့အဖျားရောဂါရရှိနေပြီးတော့အဖျားတက်လာတဲ့နောက်ပိုင်းကွာတာမင်းရဲ့ညီဖြစ်သူရောဘင်ဆန်နာမည်ကိုရည်ရွယ်ပြီးတော့ရွှေကျောင်းကိုကြောင်ကလေးနဲ့ပြောပါတယ်။ကွာတာမင်းကလည်းသူ့ညီကိုစိတ်ပူပြီးတော့ဒီချာစုံစမ်းကြည့်တဲ့အခါမှာတော့ဒဏ္ဍာရီတဲကပျောက်ဆုံးနေတဲ့ရွှေမြတော်ကိုရောဘင်ဆန်တို့အဖွဲ့သွားရှာကြဖို့သိလိုက်ရပါတယ်။အဲဒီတော့ကွာတာမင်းကသူ့ညီကိုရှာဖို့အတွက်သူကိုယ်တိုင်ပျောက်ဆုံးနေတဲ့ရွှေမြတော်ကြီးကိုသွားဖို့လုပ်ပါတော့တယ်။ထို့နောက်မှာတော့လူအန်အေနဲ့ရင်ဆိုင်ကြုံတွေ့ရမလဲ။ဘယ်လိုမျိုးဆွမ်းသားကနေဖွင့်ကြမလဲဆိုတာတွေကို Treasure Hunting Bite အပြည့်နဲ့ကိုကြည့်ရှုခန်းစားမှာဖြစ်တဲ့အတွက်ခင်ဗျားတို့ကြည့်ရှုဖို့ထိုက်တန်တဲ့ Classic Treasure Hunting Movie အနေနဲ့နံပါတ်30တန်းကနေရွေးထုတ်ပြသပေးလိုက်ပါတယ်။နံပါတ်9 The Lost City 2022တော်ရင်ဆွမ်းသားကန်တွေရန်နာရှာတွေကိုဟတ်ကားအနေနဲ့ရိုက်ထားတာဖြစ်တဲ့အတွက်ဟော့ဘာနဲ့ကိုတော်လေးကိုကြည့်လို့ကောင်းပါတယ်။တရုတ်ဆောင်တွေကလည်းနာမည်ကြီးမင်းသမီးဖြစ်တဲ့ Sandra Bullock, Channing Tatum, Brad Pitt, Daniel Radcliffe တို့ဆိုတော့အားလုံးကယဉ်နီးပြီးသားဇာတ်ကောင်တွေပဲဖြစ်ပါတယ်။ဇာတ်လမ်းချင်းကတော့ Lorda So ဆိုတဲ့စာရေးဆရာမက college ကျောင်းသူဘဝမှာရှီအောင်စာပေကိုလေ့လာခဲ့ပြီးမြဲခင်မုန်းဖြစ်သူရှေးသူတွေသနာပညာရှင်ဆုံးမသွားတဲ့နောက်မှာတော့ရှီအောင်သမိုင်းတွေကိုရေးသားထုတ်ဝေခဲ့ပြီးမြဲလူကျက်လို့များခဲ့ပါဘူး။ဒါကြောင့်မဲသမိုင်းနည်းနည်းနဲ့အဖို့ချစ်များများစော်တဲ့ပေကြိုက်ပေါ်ပင်ချစ်စလန်တွေကိုတွဲရိုက်တဲ့အချိန်မှာအောင်မြင်သွားခဲ့ပါတယ်။အဲ့လိုအောင်မြင်လာတဲ့အချိန်မှာပဲသူ့ဆောက်ထဲမှာနင်းပါးလေးပါနေတဲ့သမိုင်းမှန်တွေနဲ့ချီအောင်စာပေဘာသာပြန်တွေကိုအစ်စ်မှန်မှန်သိသွားတဲ့ရန်နာတိုက်မိုးဆိုးတယောက်ကလော်တာကိုဖမ်းပြီးတော့ပျောက်ဆုံးနေတဲ့ရှီအောင်မြို့တော်ရဲ့ရန်နာတွေကိုရှိုင်းနေရမှာသုံးချဖို့ကြိုးစားလာပါတော့တယ်။ဒါကပဲလော်တာကိုကြိတ်ကြိုက်နေတဲ့စောင်းမျက်နှာဖုံးမော်တဲ့အလန်ကပါနောက်ကနေဆွန်လာကနေဖွင့်ပြီးတော့တိုင်းလန်ကက်တင်တဲ့ခါမှာတော့ဘာလို့ဆက်ပြစ်လာမလဲ။ဒီဇလန်လေးက Treasure Hunting Bite အတီးဝါကိုလည်းရရှိမယ်ပျော်လဲပျော်ရမယ်။ဒါကြောင့်မဲတကယ်ချင်းတို့ကြည့်ရှုဖို့ထိုက်တယ်နဲ့ဇလန်ကောင်တစ်ပုံအနေနဲ့နံပါတ်9နဲ့ကနေရွေးထုတ်တင်ဆက်ပေးလိုက်ပါတယ်။နံပါတ်10 Into the Blue 2005ဆုံးပါသွားပြီဖြစ်တဲ့ Wall Walker နဲ့ Jessica Alba တို့ပါဝင်တရုတ်ဆောင်ထားတဲ့ဒီကားလေးထဲမှာကားဆရာနဲ့ကိုပြောက်မယ်ကိုပလဲကန်းတွေကကန်းကြည့်ပြမော်ဒယ်လေးဖြစ်မြင်တွေ့ရပါပါ။ကားဆရာကကားမောင်းမနဲ့ရင်ငုံနေပြီးတော့ရန်နာလိုက်ရှာတွေကိုဝါသနာပါတယ်လို့အမြဲတမ်းရှာတွေ့ရသူဖြစ်ပါတယ်။ဖြစ်စင်တော့သူတို့ဆုံတွေ့ရမြို့ပေါ်က order ဆုံတွေ့ရပင်လယ်ထဲမှာ double date လုပ်ရင်းနဲ့ဒီပျော်မုန်းနေကြတော့ကိုကြီးတွေအပြည့်နဲ့ဒင်ပြကြီးကိုတွေ့ရှိသွားတဲ့အခါမှာတော့လုံနေရရန်နာတူစလေးတွေပဲရှာဖွေယူပြီးပြန်ကြမလားဒါမှမဟုတ်ကိုကြီးလေပြကြီးရဲ့ဘလို့ခံသွားကြမလဲဆိုတာတွေကိုရင်မုံစိတ်လို့ရှာဖွေကြည့်ရှုခန်းစားမှာဖြစ်တဲ့ပြင်ပေါ်ကလွမ်းမြေကြည့်ရှုနိုင်တယ်လို့ Jessica Alba လေးရဲ့ဘီကနီနဲ့ရီကူးလေးရဲ့အလှအပလေးတွေကိုလည်းအဝများနိုင်မယ်ဇလန်ကောင်းလေးတစ်ပုဒ်ဖြစ်တာကြောင့်ငယ်ချင်းတို့ပြန်လဲကြည့်ရှုဖို့ထိုက်တယ်နဲ့ဇလန်ကောင်းလေးတစ်ပုဒ်အဖြစ်နံပါတ်10ကနေရွေးထုတ်တင်ဆက်ပေးလိုက်ပါတယ်နံပါတ်9 The Count of Monte Cristo 2024ဒီဝတ္ထုကိုတော့ပြင်းစစ်ဘီယနီပိုလီယန်အဗလာဂျွန်းကိုပထမဆုံးအချိန်ပြည်နယ်ပေးခရတဲ့ချိန်1815ခုနှစ်မှာစိုက်ရင်တည်ထားခြင်းဖြစ်ပါတယ်။ဇလန်ချင်းကတော့ဒန်တစ်ဆိုတဲ့လူငယ်တယောက်ကယင်းနေတဲ့မျိုးသမီးတယောက်ကိုကပတိန်အမိန့်ကိုစန့်ကျင်ပြီးတော့ကက်တင်လိုက်ရာကနေစတင်ထားပါတယ်။ဖြစ်ချင်တော့အဲ့ဒီမျိုးသမီးစီမှာနပိုလီယန်စာဆောင်ရှိနေပြီးတော့တမောကပတိန်ဒန်ဂလတ်ကအဲ့ဒါကိုတီးသွားခဲ့ပါတယ်။သူတို့မာဆေးကိုပြန်ရောက်တော့ဒန်ဂလာကတမောပိုင်ရှင်ကိုဒန်တစ်ရဲ့အမိန့်မနာခံမှုအကြောင်းကိုပြောတော့ပိုင်ရှင်ကမျိုးသမီးငယ်ကိုကယ်ခဲ့တဲ့ဒန်တစ်ကိုချီးကျူးပြီးတော့ကပတိန်ယာရုခန့်လိုက်ပါတယ်။သူတို့ချစ်သူမာစီဂျန်နဲ့လက်ထပ်ချင်တဲ့အိမ်မက်လည်းပြီးသွားပြီဖြစ်တဲ့အတွက်ချစ်သူညအပျော်ကြီးပျော်နေကြတာပေါ့ဒါပေမဲ့သူတို့နှစ်ယောက်လက်ထပ်ပွဲနေမှာမနာလို့ဖြစ်နေတဲ့ဒန်ဂလိုက်တိုင်တန်းမှုကြောင့်ဥပဒေအရာရှိတယ်ဖီဘော့ရဲ့လက်မှတ်နဲ့နပိုလီယန်ထောက်ခံသူလို့ယူဆရတဲ့အက်ဒမွန်ဒန်တစ်ကိုဖမ်းဝဲနဲ့အတူဖမ်းခံလိုက်ရပါတယ်ဖြစ်ချင်တော့အရာရှိကဒန်တစ်တည်ခဲ့တဲ့မျိုးသမီးရဲ့အကူဖြစ်နေပြီးတော့သူ့ဂုဏ်သတင်းထိခိုက်မှာဆိုတာကြောင့်သူ့အသိဖြစ်တဲ့ပြင်ဒန်တစ်ရဲ့ငွေချင်းဖြစ်တဲ့မော်ဆဲကိုဒန်တစ်အပြစ်ရှိကြောင်းခတ်ဆိုပေးဖို့တစ်ဖက်လက်နဲ့တောင်းဆိုခဲ့ပါတယ်မော်ဆဲကလည်းဒန်တစ်ရဲ့အစနီလောင်မာစီဂျက်ကိုတစ်ဖက်သက်ချစ်နေတဲ့လူဖြစ်တာကြောင့်အချစ်အတွက်တငယ်ချင်းကိုတစ္ဆာဖောက်ပြီးတော့ report နဲ့ပေါင်းကြံကြပါတော့တယ်။ကိုကျိုးအတွက်ဂုံသတင်းအတွက်အချစ်အတွက်အခြားတစ်ယောက်ကိုထိုးချလိုက်ကြတဲ့လူ၃ယောက်ကြောင့် Edmond ဘွားပြစ်ပြီးတော့22နှစ်အရွယ်မှာရင် Charodis ကျွန်းမှာအချင်းချခံလိုက်ရပါတယ်။၄နှစ်ကြာလာပြီးတဲ့နောက်မှာတော့ထောင်ဖောက်ဖို့ကြိုးစားရတဲ့သူ့အခန်းကိုမှားရောက်လာတဲ့ Father Faria နဲ့တွေ့ဆုံခဲ့ပါတယ်။ Faria ဆိုတဲ့သူကပထမခူးစိတ်စစ်ပွဲတုန်းကသူရဲ့ကောင်းတွေရဲ့နောက်ဆုံးကျန်ရည်သူ Cardinal Sparta ရဲ့တပည့်ဖြစ်ပြီးတော့ဒန်နစ်ကိုသူတို့လွတ်ဖို့ကြိုးစားနေတဲ့နေ့တွေအတွင်းမှာပဲတည်သမျှအကုန်စင်တင် जा ပြသပေးခဲ့ပါတယ်။ဒန်တက်လွတ်လာတဲ့နောက်သူ့ချစ်သူမာစီတာကမော်ဆဲဆိုတဲ့သူနဲ့လက်ထပ်ခဲ့ပြီးတော့ချားကိုပြောင်းသွားပြီဆိုတာကိုသိလိုက်ရတဲ့အပြင်
ဖခင်ဆုံးပါသွားတာကိုပါသိလိုက်ရတဲ့အခါမှာတော့စိတ်အနာကြီးနာသွားပြီးတော့ထောင်ထဲမှာတွေ့ဆုံခဲ့တဲ့ဖာရီယာပြောခဲ့တဲ့ကဘာမှမရှိဘူးသေးတဲ့အကြီးမြတ်ဆုံးရတာတစ်ပါးကိုတွားရှာဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။အဲဒီနောက်မှာတော့ကဘာကြီးကိုလက်ဖွားပေါ်တင်ပြီးကစားနိုင်သွားတဲ့ယောက်ျားကြော်ရဲ့ပုံမီကစတင်လာပါတော့တယ်။မိုနီခရစ်စတိုမြို့သားကြီးအနေနဲ့တင်လာခဲ့ပြီးတော့သူ့ပေါ်ပိုင်းစာကြောက်ချခဲ့တဲ့လူသုံးယောက်ကိုလက်စားချေမဲ့အစီအစဉ်ကိုစတင်မှုအတွက်အကောင့်ထဲပေါ်လာပါတယ်။ဒီဇလန်လေးထဲမှာတော့တစ္ဆာဖောက်မှုကလေးစားနဲ့ချစ်ချင်းတွေကိုလှပဆုံးပုံဖော်ထားတဲ့ adaptation ဇလန်ကောင်တစ်ပုဒ်ဖြစ်တဲ့အတွက်ကြောင့်ကငယ်ချင်းတို့မဖြစ်မနေကြည့်ရှုဖို့ထိုက်တန်တဲ့ဇလန်ကောင်တစ်ပုဒ်တွေနဲ့နံပါတ်9ညကနေရီထုတ်တင်ဆက်ပေးလိုက်ပါတယ်။နံပါတ်6 Pirates of the Caribbean The Curse of the Black Pearl 2003ကျွန်တော်ရဲ့အသေးကျော်ဇလကြီးဖြစ်တဲ့ Captain Jack Sparrow တယောက်2003ခုနှစ်ကစပြီးတော့ထွက်ရှိခဲ့တဲ့ Pirates of the Caribbean ထဲမှာဘာတွေလှုပ်ရှုပ်ခဲ့လဲဆိုတာလေးကိုပြန်ပြီးတော့လေ့ပြီးကြည့်ပါမယ်။ဒီဇလန်ထဲမှာတော့မြို့တော်ဝင်ရဲ့သမီး Elizabeth Swart ကရေစင်ကတင်မောပေါ်ကနေပင်လယ်ထဲကိုငေးနေကောင်လေးတယောက်မျောလာတာကနေဇလန်ကိုစတင်ထားပါတယ်။သူတို့ကြီးပဲလာတဲ့အခါရေအေးမျောလာတဲ့ကောင်လေးကဝီဇနာဆိုတဲ့ကောင်လေးဖြစ်ပြီးတော့အဘဲဘူကတာမန်အဘဲသမားလေးတယောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့သူ့မှာလည်းလှုပ်ဝက်တဲ့နောက်ကြောင်ကရှိနေပြန်ရော။ဒီနေ့မှာတော့ Elizabeth ကို Captain Barbossa ကပြန်ပြီးဆွဲသွားတယ်။ Barbossa ဆိုတဲ့သူကတော့ရန်နာတိုက်တစ်ခုနဲ့ပတ်သက်ပြီးတော့ Jory ရဲ့ slide Georgie Jasper နဲ့သဘောထားကွဲလွဲလာတဲ့သူပေါ့။ Jessica နဲ့ play လက်ကိုလူသွားတဲ့ကောင်လေးဖြစ်ပါတယ်။ချစ်ချင်တော့ Barbossa နဲ့သူတပိတင်မောသားတွေကရှီအောင်တင်စားတစ်ခုကိုမိနေတာဖြစ်ပြီးတော့အသက်ရှင်လည်းမရှင်နိုင်သေလည်းမသေနိုင်တဲ့ကောင်လေးဖြစ်နေကြပါတယ်။အဲ့ဒီချိန်စာကိုဖျက်ဖို့အတွက်သွေးတဲ့ရစ်ပူစော်ကိုပြုလုပ်ပေးရမှာပါ။သူတို့တွေကချိန်စာကိုပြေဖို့ကြိုးစားရင်းနဲ့ Jack နဲ့ပြန်ဆုံကြပြီးတော့ဘာတွေအလုပ်ရှုပ်ကြမလဲဆိုတာတွေကိုဒီဇလန်လေးထဲမှာအရှေ့စိုးစားခန်းအပြည့်နဲ့ကိုကြည့်ရှုခန်းစားမှာဖြစ်တဲ့အတွက်တကယ်ချင်းတို့ပြန်လည်ကြည့်ရှုဖို့ထိုက်တဲ့ဇလန်ကောင်တစ်ပုဒ်နဲ့နံပါတ်6ညကနေရေထုတ်တင်ဆက်ပေးလိုက်ပါတယ်။နံပါတ်5 Sahara 2005ဒီဇကားလေးကတော့တဲကနာရစိုးစားခန်းတွေအပြည့်နဲ့ Action Adventure Company ဇလန်မျိုးပါ။ဇလန်ချင်းကတော့1865ခုနှစ်ဝင်ချင်း American ပြည်တွင်းစစ်ကာလတုန်းကသုံးလုံးထားတဲ့ရွှေတင်ကားပြားတွေကိုတင်ဆောင်ပြီးတော့အရှေ့ဗာဂျီးနီးယားပြည်နယ်ကနေ Atlantic သမုဒ္ဒရာတွေကိုထွက်ပြေးလာတဲ့တန်ချက်ကပြည်နယ်တင်မော်ရီယာမွန်တိုင်းကြောင့်နိုင်ဂျာမြစ်လမ်းကြောင်းပေါ်မှာတောင်တင်တဲ့တင်မောကနေမျောတဲ့တင်မောကမျောပုံစံမျိုးနဲ့တပွဲတစ်ပြားစီဖြစ်ကုန်ကြပါတယ်။မွန်တိုင်းဖြစ်ပြီး6ရက်ကြာမှာတော့ကျဲတပွဲအလန်နဲ့တင်မောတစ်စီးကနိုင်ဂျာမြစ်တိုင်မြောက်ဘက်ကိုဆက်တက်သွားတာဆိုပြီးတော့မြင်လိုက်ကြပြီမယ်။အဲ့ဒီတင်မောကိုဘယ်တော့မှပြန်မြင်ရတော့ပါဘူး။ဒီကိုပါတဲ့သူအားလုံးကတေဆုံးပြီးတော့တင်မောလည်းကြောက်သွားတယ်လို့တနင်္လာနေ့မှာပြောစမတ်တွင်ချန်ခဲ့ပါတယ်။အဲ့ဒီတန်တာရီနဲ့ရွှေတင်းကားပြားတွေကိုစိတ်ဝင်စားသူတွေကတော့ပင်လယ်ပင်ရှီယွန်ပစ္စည်းရှာဖွေရေးကွန်မြူနတီတစ်ခုဖြစ်တဲ့မြန်မာဆိုတဲ့ကုမ္ပဏီပဲဖြစ်ပါတယ်။တပြိုင်တည်းလိုမှာပဲနိုင်ဂျီးယားနိုင်ငံလာဂိုမြို့ပေါ်မှာပလက်ယောဂဆန်တစ်မျိုးကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတွေ့ရှိနေပြီးတော့ဒီပလက်ယောဂကမာလီနိုင်ငံကနေတစ်ဆင့်ကူးစက်လာတာကိုသတိထားမိသွားတာဖြစ်တဲ့အတွက်မာလီနိုင်ငံနဲ့ထိယောဂရဲ့စီးမိကိုရှာဖွေဖို့ကြိုးစားကြပါတော့တယ်။ဒီယောဂပိုးကမာလီကနေတစ်ဆင့်နိုင်ဂျာမြစ်အတွင်းမှာစီးမျောလာတာကိုသိသွားကြသလိုမာလီဆိုတဲ့နိုင်ငံမှာလည်းဒေသခံတွေကြားပြည်တွင်းစစ်တွေဖြစ်နေပြီးတော့တည်ငြိမ်မှုမရှိသေးတဲ့အခြေအနေမျိုးပါ။ဒီတော့ကတန်တာရီတွေကရွှေပြည့်တင်ထားတဲ့တန်ချက်ကသမုတ်ကိုရှာဖွေရဲ့နျူမာကုမ္ပဏီကလူတွေရဲ့ပလက်ယောဂပူကြောင်ယောဂစနစ်ကိုရှာဖွေနေတဲ့ WHO ကဆရာဝန်တွေရဲ့မာလီနိုင်ငံကဒေသခံလူမျိုးစုတွေကြားကပြည်တွင်းစစ်တွေရဲ့တနေရာထဲမှာစုံကြတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်လာမလဲဆလန်ဆက်ကွက်ကတော့တကယ်ကမှနိုင်ဆိုင်ရှိလာပြီးတော့ထင်မှတ်မထားတဲ့2ပိန်လင်း3ပိန်လင်းအရှင်ဆွလာကန်တွေကိုအပြေဝကြည့်ရှုခန်းစားမှာဖြစ်တဲ့အတွက်ငွေချင်းတို့လုံးဝလက်မလွတ်တဲ့ဇလန်ကောင်တစ်ပုံနဲ့နံပါတ်9နဲ့ကနေရေထုတ်တင်ဆက်ပေးလိုက်ပါတယ်နံပါတ်4 3 King 1999ဇလန်ချင်းကတော့ Gulf War လို့ခေါ်တဲ့ကူဝိတ်ကိုအီရတ်ကကျူးကျော်မှုမှာအမေရိကန်ရဲ့ဝန်ဆွဲဖက်မှုအပြီးအခြေအနေကိုစိုက်တည်ထားတာပါ။ George Clooney ကအနားယူမဲ့ပုံမူ Mark Wahlberg ကအိမ်မှာမွေးစားကလေးရှိရဲ့အတွက်စီးပွားရေးအနေထားအရအမျက်ထုတ်ချနေတဲ့စားခြင်း Ice Cube ကရဲဘော်တွေကိုစိတ်မချလို့လိုက်မဲ့သူ Spike Jones ကတော့ Mark Wahlberg လို့ဖြစ်နေတဲ့ကူကြောင်ကြောင်ဘဲလေးတယောက်အနေနဲ့ပါဝင်ထားပါတယ်။ဒီဇလန်ထဲမှာတော့ဇက်ကောင်တွေကိုပြီးပြည့်စုံနေအောင်မလုပ်ထားဘူး။စစ်ကားဆိုပေမဲ့အထက်မိန်ပဲနာခဲ့တဲ့အမြဲကိုကျိုးဆွနဲ့ပြေကောင်းနေဖြစ်ဇက်ကောင်တွေကိုလုံးဝကိုပုံဖော်မထားတာပါ။လူချင်းတောင်းတမှုကိုစီနဲ့ငါးသားဆိုရင်ဒီနေရာမှာဒီလိုလုပ်ဖြစ်မှာပဲဆိုတော့ပုံစံမျိုးကိုထင်ဟပ်မိစေမဲ့ဆက်ဆက်နိုင်မှုမျိုးတွေကိုပါခန်းစားစီမဲ့ဇလန်မျိုးဖြစ်ပါတယ်။အဲ့လိုနဲ့စစ်ကြီးပြီးသွားတော့သူတို့ရဲ့အီရတ်တုံးမန်တွေကိုခေါ်ရုံတုံးမန်တွေရဲ့အမေပေးထားတဲ့ပါမိုးတစုံကြားမှာညှက်ထားတဲ့မြေဝင်တစ်ခုကိုတွေ့လိုက်ပါတယ်။အဲ့ဒီချိန်ဘုံမူ George Clooney ကလည်းဂရိုချင်းတစ်ခုမှာစတန်ကိုရတဲ့ကူဝဲရွှေတွေပြုတ်ထားရဆိုတဲ့သတင်းတစ်ခုကိုရထားပါတယ်။အဲ့ဒါနဲ့သူတို့လျော်လဝါချင်းရပ်ပြီးမြေဝင်ကိစ္စကိုအထက်လူကြီးစီကိုအတိမပေးဘဲနဲ့ပွားရှာမယ်လို့ဆုံးဖြတ်လိုက်ကြတယ်။ Charlotte တွေ့ခဲ့ရင် crate ပြီးတော့ထိုင်စားမယ်ပေါ့။ဒါပေမဲ့ချင်းတွေကသူတို့ထွင်တယ်လို့ပန်းခင်းလန်းဟုတ်နေတဲ့အခါဘလို့ပြဿနာတွေရင်ဆိုင်ဖြေရှင်းရမလဲဆိုတာတွေကိုအရှင်မိုက်စားတွေနဲ့တ िश ူခန်းစားမှာဖြစ်တဲ့အတွက်တကယ်ချင်းတို့ကြည့်တဲ့တကယ်ချင်းတို့တပ်လို့တဲ့ဇလန်ကောင်တစ်ပုံအနေနဲ့နံပါတ်4ညကနေရေထုတ်တင်ဆက်ပေးလိုက်ပါတယ်နံပါတ်3 Da Vinci Code 2006ပြည်သူနိုင်ငံပါရီမြို့ရဲ့အဓိကပြတိုက်ကြီးဖြစ်တဲ့လူပြတိုက်မှာညတကောင်ကြီးကလည်းမှုကြောင့်တက်ခံလိုက်ရပါတယ်ပြတိုက်မှုကြီးကသူမသေးခင်မှာတင်ကြတဲ့ကုတ်တွေခြံထားခဲ့တယ်ဗျဒီလိုနဲ့ပြင်သစ်ရဲတွေကပြတိုက်မှုခြံထားခဲ့စာရီတွေကတစ်ခုရသောနာမည်နောက်ကိုလိုက်ကြပါလိမ့်ရောအဲ့ဒီနာမည်ကတော့ Langdon နဲ့ Harvard တက္ကသိုလ်ရဲ့တင်ကြဗေဒပညာရှင်ကမ္ဘာပေါ်ကရှားမရှားပညာရှင်မျိုးလည်းဖြစ်ပါတယ်
ပြတဲ့မူကြီးကသူမသေးခင်ညမှာလန်ဒန်နဲ့ညလာစားဖို့စီစဉ်ထားခဲ့တာပါဒီလိုနဲ့လန်ဒန်ကိုပြည်သက်ရဲတွေကအကူအညီတောင်းဖို့ရဆိုပြီးတော့လူပြတဲ့ကိုခေါ်လာပါလိရောပြတဲ့အဝင်ဝါကအရာမဖန်သားပြင်ပရမစ်ကြီးကကက်တနာရီကတော့ဒီထဲမှာစောင့်နေပါပြီဆိုပြီးတော့လန်ဒန်ကိုတိတ်တဆိတ်သတိပေးနေတယ်လို့ဖြစ်နေခဲ့ပါတယ်သူလည်းအထက်ကိုရောက်သွားတော့အထဲမှာပြတဲ့မူကြီးရဲ့ကိုလုံးလီလောင်ကပြတဲ့ကျမ်းမျိုးမှာပြန့်ကားနေပါတယ်တန်းတစ်ဖက်ကစန်တန်ထားပြီးတော့1 byte ဖောင်းကြီးပေါ်မှာလည်း9000ကျဲပုံစံကိုသွေးနဲ့ပုံပေါ်ထားတာပါလက်ကိုးကွယ်သူတွေမီးရလေးနေကိုးကွယ်သူတွေရဲ့ရှေးဦးတေတာပုံစံမျိုးပဲဖြစ်ပါတယ်တစ်ခက်လက်ညိုးမှာသွေးပင်နေပုံကိုထောက်ပြီးတော့သူ့1 byte ကတနက်တန်ရာကသွေးကိုယူပြီးတော့ကျဲပုံကိုသူကိုယ်တိုင်ဆွဲခဲ့တဲ့ပုံပါပဲနောက်တစ်ဖက်လက်မှာတော့မာကာတစ်ချောင်းကိုမြင့်မြင့်စုပ်ကင်ထားတာပါမကြခင်မှာပဲလက်တန်တယောက်စဉ်းစားမိတာစဉ်းစားပြီးကျမ်းမီကိုမီးထိုးကြည့်ရမှာတော့စာသားတွေပေါ်လာခဲ့တဲ့နောက်မှာတော့စုံစမ်းဖော်ထုတ်ရမယ့်ကိစ္စတွေကများစွာစောင့်ကြိုလို့နေပါတယ်ဒါကြောင့်လည်း treasure hunting movie တွေကိုမှတိုင်နေတက်ကြရတဲ့ငွေချင်းတို့အတွက်ကိုယ်တိုင်အဖြေရှာရတာတွေကိုတိုင်နေတက်ကြရတဲ့ငွေချင်းတို့အတွက်ဇလန်ကွန်တပုံနဲ့နံပါတ်3ရာကနေပြေထုတ်တင်ဆက်ပေးလိုက်ပါတယ်နံပါတ်2 National Treasure 2004ဒီဇလန်ထဲမှာတော့ Pancake တို့ရဲ့အပီ Thomas Gate ကပြည်တွင်းစစ်ခက်ကလင်ကွန်းကိုလောက်ကျန်မှုကြိုးကင်ခဲ့တဲ့သူတို့ဆွဆွဲခံခဲ့ရပါတယ်တကယ်လို့ကြံခဲ့တဲ့သူကဘူရှယ်ပျောက်ဆုံးနေတဲ့တိုင်စာအုပ်ထဲကစာရွက်ပေါ်မှာ Thomas Gate နာမည်နဲ့အတူပေါ်လာခဲ့လို့ပဲဖြစ်ပါတယ်Thomas Gate ရဲ့နာမည်ပြတ်ကိုရှင်းဖို့ကတော့ Thomas Gate ဖြတ်စီကိုကြိုးစားခဲ့တဲ့ပူးရဲ့စာရွက်တွေကရန်နာမြေပုံဆိုတာကိုသက်သေပြနိုင်မှာပဲဖြစ်မှာပါအဲဒီတော့ဘန်နိုရီထုံးစံတဲ့ရန်နာရှာကြဖို့အကြောင်းဖန်လာခဲ့တဲ့နောက်အတားစီပေါင်းစုံကိုရင်သက်ရှူမောပွဲအရှင်ဆွစားခံအပြည့်နဲ့ကြော်လားဖြစ်ရှင်းမှုတွေကိုတော်ကြီးကြည့်ရှုခန်းစားမှာဖြစ်တဲ့အတွက်တကယ်ချင်းတို့ပြန်လဲအမှတ်ရနေတဲ့တကယ်ချင်းတို့လုံးဝနံပါတ်လို့တဲ့ဇလန်ကောင်တစ်ပုံနေတဲ့နံပါတ်2နဲ့ကနေပြေထုတ်တက်ဆက်ပေးလိုက်ပါတယ်နံပါတ်1 Indiana Jones The Last Crusade 1989အခုချိန်မှာ Indiana Jones စကားတွေကိုကြည့်ဘူးတဲ့ဘယ်သူမှမဆိုအကြိုက်ဆုံးကဘယ်ဇလန်ဖြစ်မလဲလို့မေးလိုက်မယ်ဆိုလို့ရှိရင် fan တော်များဖြေကြမှာက The Last Crusade 1989ပဲဖြစ်ပါလိမ့်မယ်ပထမဆုံးထွက်ရှိခဲ့တဲ့ writer ရဲ့အလွန်မှာအပြီးပြည့်စုံဆုံးဖြစ်စေခဲ့တဲ့ဇလန်တစ်ပုဒ်ပဲဖြစ်ပါတယ်ပြီးတော့အစဆုံးကိုအမှန်မှန်ရရှိနေလောက်အောင်ကိုကောင်းလွန်ခဲ့တဲ့စိုက်ကားလေးတစ်ပုဒ်ပေါ့မင်းသားကြီးကွန်ရီနဲ့ဖိုတိုရဲ့တာအဖအခိုက်တက်တွေပြန်လည်ပြီးတော့ပါဝင်ထားတဲ့အချစ်တော်ကြီးစာလာရှင်လဲရှင်ဖိုးရတယ်လို့ရည်လဲရည်ရတဲ့ခွေလဲခွေရတဲ့ action game တွေအများကြီးပါဝင်ပါတယ်ဂျုံနဲ့ဟစ်လာဂျုံရဲ့ငယ်ဘဝတစ်စီးတစ်စောင်းနောက်ဆုံးဖျားသခင်ရဲ့တောက်တော်ကြီးကတိတ်ကိုလှပတဲ့ရုပ်ရှင်ကားတကားရဲ့ဖွဲ့စည်းပုံမျိုးပဲဖြစ်ပါတယ် Original Trilogy အပြီးမှာတော့ Indiana Jones ဆိုတဲ့နာမည်နဲ့ဇာတ်ကောင်ကတစ်ခွာလုံးစာကိုတွန်းမှုသွားခဲ့ပါတယ်သူရဲ့ trademark ဖြစ်တဲ့ကြာပေါ့လေတာချက်ကတက်လက်အုပ်ထုပ်ပြော့စားတဲ့ဟာတွေကလည်းအဲ့ဒီခိတ်ခါတုန်းကနာမည်ရန်ကြီးခဲ့တဲ့ရောင်းအမြင့်ဆုံးဖြစ်နေခဲ့တဲ့ light saber တွေနီတူရောင်းအထိတ်ဆုံးစင်းမှာရှိနေခဲ့ပါတယ်။ Canon မဟုတ်တဲ့ Indiana Jones ဂိမ်းတွေဝတ္ထုတွေ comic တွေကလည်းအစံပြတ်ကိုထွက်ပေါ်လာခဲ့ပါတယ်။ Indiana Jones ဇာတ်ကားတွေကလည်းနောင်လာမဲ့စွန့်စားကရုပ်ရှင်တွေရဲ့မီရှုတိုင်ပြဋ္ဌာန်းစာအုပ်တွေဖြစ်သွားတယ်လို့မျိုး one of the world greatest action hero အနေနဲ့လည်းအတိမပြုခံခဲ့ရပါတယ်။ဒါကြောင့်ပဲ Indiana Jones fan တွေနဲ့ရော treasure hunting movie တွေကိုမှစနေတက်ပါတယ်ဆိုတဲ့ငွေချင်းတွေရောအများနဲ့ပြန်လဲမှတ်ရနေတဲ့ဇလန်တပုတ်ဖြစ်နံပါတ်1ကနေဗီဒီယိုတင်ဆက်ပေးလိုက်ပါတယ်။အခုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဗျ။ဗီဒီယိုလေးကအကြောင်းအရာတွေကိုနှိပ်သက်တယ်ဆိုရင်တော့ like share subscribe comment လေးနဲ့အတူ notification call လေးကိုနှိပ်ထားပြီးတော့အဆောင်မြောက်အားပေးနိုင်ပါတယ်။တကယ်ချင်းအားလုံးပဲနောက်တော့မှပြန်လဲဆုံတွေ့ကြတာပေါ့။